အားလုံးမင်္ဂလာပါဗျလက်ရှိဈေးကွက်မှာအယောင်းရဆုံးအတွက်ဆုံးပစ္စည်းလေးကတော့ကျွန်တော်စီကိုရောက်ရှိလာပါပြီသူက Android box လေးပါ Android box ဆိုတာတော့မှကျွန်တော်တို့ဘောင်းမဟုတ်ဘူးသူကAndroid stick လို့ပြောရမှာပေါ့နော် Android stick ဖြစ်မယ်အဲ့ဒါကျွန်တော်စီမှာဈေးနှုန်းက3,200,000နဲ့ရမယ်ဗျာနော်3,200,000ရမယ်အလုံး80လောက်ရှိအောင်မယ် Android stick ပါသူက TV မှာစတစ်လေးလို့ထိုးထားလိုက်တာနဲ့ကျွန်တော်တို့မိတ်ဆွေတို့ဒီမှာဗီဒီယိုစကားတွေကြည့်လို့ရတဲ့ application တွေထည့်လို့ရတယ် YouTube တွေအသုံးပြုလို့ရတယ်เนาะကျွန်တော်ဒီဟာလေး Android စတစ်လေးပုံလေးပြမယ်ဗျတစ်ချက်လောက်ဒီဘက်ဒါမျိုးလေးပါကျွန်တော်တို့ဒီမှာသူကဒီ Android ဘောက်လေးနဲ့တတ်ထားလိုက်ရုံပဲဒါကတော့စင်ဆာကြိုးပေါ့เนาะဒါလေးပါပဲအများကြီးမလို့ပေါ့ပလေးရဒါလေးပါပဲဗျเนาะအဲ့တော့ဈေးနှုန်းကကျွန်တော်တို့280ကျော်ရှိတယ်ဖောက်တယ်ယူမဲ့လူတွေအတွက်ကျွန်တော်တို့ဖောက်တယ်ဈေးတိတက်ရှိပါဦးမယ်အားလုံးရှင်းရှိဒီမှာလေးဗျ